ကျမတို့ဟာတနေ့တာလုံးအတန်ပေါင်းစုံအကြောင်းအရာပေါင်းစုံနဲ့ရှုပ်ထွေးရုန်းကန်ကြရတယ်။တနေ့တာကုံဆုံးလို့ညတကောင်ရန်ချိန်တွေရောက်လာတဲ့အခါကဘာကြီးကတိတ်ဆိတ်သွားပြီးမြဲကျမတို့ရဲ့စိတ်နှလုံးအိမ်ထဲမှာတော့အတွေးလိုင်းတွေကပိုပြီးလှုပ်ခတ်လာတတ်ကြတယ်။ဒီနေ့ငါလှုပ်ခဲ့တာတွေမှားခဲ့သလား။ငါရှင်းစရမယ့်အနာဂတ်ကရောလှပပါမလားဆိုတဲ့မေးခွန်းတွေကအိတ်ဆက်ချင်းရဲ့တကားဝကိုလာပြီးပိတ်ဆို့ထားတတ်ကြတာတဘာဝပါပဲစိတ်ပညာသဘောတရားအရပြောရရင်ဒါဟာအရာရာကိုအလေးနက်ထားတတ်ပြီးကိုယ့်ရဲ့ဘဝကိုရောကိုယ့်အနာကလူတွေကိုရောနှလုံးသားနဲ့အမျှတန်ဖိုးထားပြီးရှင်သန်ခြင်းနဲ့စိတ်ဝိညာဉ်ရှိနေလို့ပါပဲဒါပေမဲ့တခါတလေကြရင်လေကျမတို့ရဲ့နှလုံးသားကပျော့ပြောင်းလွန်းတာကြောင့်မဖြစ်လာသေးတဲ့စိုးရိမ်ပူပန်မှုတွေကအမှောင်တူထဲမှာပိုပြီးကြီးမားစွာခြောက်လှမ်းတက်ကြပါတယ်။လက်တွေ့ဘဝမှာဖြစ်မလာသေးတဲ့စိတ်တန်ရာတွေကိုအတွေးကဘာထဲမှာကြိုတင်ပြီးခံစားနေမိတတ်ကြတာလူသဘာဝရဲ့အားနည်းချက်တစ်ခုပေါ့။အတိတ်ဆိုတာလွန်မြောက်သွားခဲ့တဲ့နေဝင်ချိန်တစ်ခုမှုဘလောက်ပဲနှမျိုးတက်သားဖြစ်ဖြစ်ပြန်ပြင်လို့မရနိုင်တော့သလိုအနာဂတ်ဆိုတာကလည်းညှို့နှင်းတွေဖုံးလွှမ်းနေတဲ့တောအုပ်တစ်ခုလိုကြိုတင်ပြီးပုံဖော်လို့မရနိုင်ပါဘူး။ကျမတို့တကယ်ပိုင်ဆိုင်တာကအခုလက်ရှိဖြတ်သန်းနေရတဲ့ဒီကနေ့ဒီအချိန်ဒီစက္ကန့်လေးပဲဖြစ်ပါတယ်။ဒါကြောင့်သင်ရဲ့ပခုံးပေါ်ကလေးလံလာတဲ့အတွေးထုတ်ကြီးကိုခဏလောက်ချထားလိုက်ပါဦး။အရာရာကိုပြည့်ပြည့်စုံအောင်တပြိုင်နက်တည်းဖြည့်ရှင်းဖို့မကြိုးစားပါနဲ့။သင်နှလုံးသားကိုကျင်နာမှုပေးလိုက်ပါ။အသက်ကိုပြင်းပြင်းရှူသွင်းပြီးငါဒီနေ့တစ်နေ့လုံးအကောင်းဆုံးဖြတ်သန်းခဲ့ပြီးပြီဆိုတဲ့စကားလေးနဲ့ကိုယ့်ကိုယ်ကိုတိုင်းဖက်နှစ်သိမ့်ပေးလိုက်ပါဒီညတော့မနေ့ပြန်အတွက်စိုးရိမ်ခြင်းတွေကိုခိတ္တမီးလျော့ပြီးအေးချမ်းစွာအိပ်ဆက်အနားယူလိုက်ပါအောင်နော်